တို့သားဖြစ်သူလီယိုတယောက်သူတို့သမီးရဲ့မောင်ဖြစ်သူရှေ့မှာဒူးထောက်ပြီးခွေးတကောင်လိုတွားနေရတာကိုတွေ့ရမှာပါ။ဘာဖြစ်လို့လဲဆိုတော့သူတို့သမီးဘက်ကတောင်းဆိုထားတဲ့တင်တောင်းငွေယွမ်3သိန်းခွဲဒေါ်လာ2000ကျော်ကိုရှော့ပေးဖို့အတွက်အခုလိုအရှက်တကွဲအလျှောက်တကွဲလုပ်ခိုင်းနေတာပါ။လီယိုကတော့သူ့မိသားစုရဲ့အခြေအနေကိုငဲ့ပြီးအရာအလုံးကိုအန်ဂျိတ်တီးခံခဲ့ပါတယ်။လီယိုကငါလုပ်ပြီးပြီလေအခုတော့အဲ့ဒီငွေတွေကိုရှော့ပေးတော့မလားလို့မေးတဲ့အခါမှာတော့သူတို့သမီးရဲ့မောင်ကလှောင်ပြုံးပြီးငါရှော့ပေးမယ်လို့ပဲပြောတာလေဘလောက်ရှော့ပေးမယ်လို့မပြောမိပါဘူးဆိုပြီးလီယိုကိုတော်တော်လာပဲရှော့ပေးမယ်လို့ပြောပြီးလူပုံအလဲမှာအကြီးကျယ်စော်ကားလိုက်ပါတော့တယ်။ဒီနေရာမှာသူတို့သမီးကိုယ်တိုင်ကလည်းသူ့အမျိုးသားဘက်ကမရက်တီပေးပဲလှောင်ရနေတာကတကယ်ကိုယွန်းစရာကောင်းလာပါတယ်။ဒေါသထွက်သွားတဲ့လီယိုကသူတို့သမီးမောင်ကိုထိုးကျိတ်ဖို့ကြိုးစားပေမဲ့သူ့အဖေကပြပြတလဲတားခဲ့ပါတယ်။လီယိုရဲ့အဖေဟာတားဖြစ်သူရဲ့လက်ထပ်ပွဲမပျက်စီးသွားစေဖို့အတွက်သူတို့သမီးမိခင်ရှိမှဒူးထောက်တောင်းပန်ပြီးကျွန်တော်အခုချက်ချင်းငွေသွားရှာပါမယ်ကလေးတွေရဲ့မင်္ဂလာပွဲကိုတော့မဖြတ်ပါနဲ့လို့ငိုယိုပြီးပြောရှာပါတယ်။ဒါပေမဲ့သူတို့သမီးကတော့အဖေတူမေတူစိတ်တက်နဲ့ဒီမင်္ဂလာပွဲကိုဖျက်မယ်နှိမ့်မိသားစုကလူပြက်တွေပဲဆိုပြီးလီယိုရဲ့အဖေကိုပါမထီမဲ့မြင်ပြောဆိုခဲ့ပါတယ်။မိမိအဖေကိုပါစော်ကားလာတဲ့အခါမှာတော့လီယိုတယောက်သီးမခံနိုင်တော့ပါဘူး။ငါအဖေရှာထားတဲ့သွေးချင်းချင်းနေတဲ့ငွေတွေကိုခိုးဖို့ကြံစီနေတဲ့နင်တို့မှရောအဆက်ဆိုတာရှိရဲ့လားလို့ပြန်လဲတုံ့ပြန်လိုက်ပါတယ်။လီယိုရဲ့အဖေဟာသူ့ကိုယ်သူပြန်လဲရိုက်နှက်ပြီးအပြစ်တင်နေတာကိုကြည့်ပြီးလီယိုရဲ့ရင်ထဲမှာဘလောက်တောင်နာကျင်နေမလဲဆိုတာခံစားရမှာပါ။ဒီမင်္ဂလာပွဲပြတ်သွားပြီးနောက်မှာလီယိုတယောက်ဘလို့များကလည်းစားချင်မလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။